LS ဆိုတဲ့ကောင်လေးဟာပျက်စီးနေတဲ့အဆောက်အုံတစ်ခုထဲမှာစစ်မှန်တဲ့ငွေသားနဲ့ပြုလုပ်ထားတဲ့ဓာတ်တစ်လက်ကိုသွားတွေ့ခဲ့ပါတယ်။သူကတော့သိချင်စိတ်နဲ့ဘာမှမစင်စားပဲဓာတ်ကိုဆွဲနှုတ်လိုက်တာပေါ့။ဒါပေမဲ့အဲ့ဒီနောက်မှာပဲသူ့အတွက်ကြီးမားတဲ့ပြဿနာတွေစတင်ပါတော့တယ်။ညရောက်တဲ့အခါဓာတ်ကနေအလင်းတန်းတွေထွက်လာပြီးတင်းပေါက်အပြင်ဘက်မှာမီးတောက်တွေနဲ့မြင်းစီးတဲ့ဝိညာဉ်သူရဲကောင်းတယောက်ပေါ်လာပါတော့တယ်။အဲ့ဒီမိစ္ဆာဟာ LS ကိုတတ်ဖို့ကြိုးစားပေမဲ့ကံကောင်းစွာနဲ့ပဲမာလင်လို့ခေါ်တဲ့မော်ဆရာကြီးကလူငယ်တယောက်ဖြစ်နေသူ့ကိုကယ်တင်ပေးခဲ့ပါတယ်။မာလင်က LS ကိုရှင်းပြခဲ့တာကတော့သူဆွဲနှုတ်လိုက်တဲ့ဓာတ်ဟာဒဏ္ဍာရီလာဓာတ်ဖြစ်ပြီးဒီဓာတ်ကိုနှုတ်လိုက်တာကြောင့်မိစ္ဆာမကြီးမော်ဂန်နာရဲ့ပိတ်ပင်မှုကိုဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတယ်လို့ဆိုပါတယ်။နောက်3ရက်နေရင်ဖြစ်ပေါ်လာမဲ့နေချက်တဲ့အချိန်မှာမော်ဂန်နာဟာလူသားမျိုးနွယ်ကိုဖျက်ဆီးဖို့ကြံစည်နေတာပါ။အဲ့ဒီနောက် LS ဟာသူ့ရဲ့ရန်သူဖြစ်ခဲ့မှုတဲ့တငယ်ချင်းတွေနဲ့အတူမော်ဂန်နာကိုတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတယ်။ထူးခြားတာကဒီမိစ္ဆာတွေပေါ်လာတဲ့အချိန်တိုင်းမှာကဘာကြီးကခိတရက်တန့်သွားပြီးတာမန်လူတွေဟာပျောက်ကွယ်သွားတတ်ပါတယ်။ LS တို့အဖွဲ့ဟာကားတစ်စီးကိုအသုံးပြုပြီးမိတောက်မြင်းစည်းသူရဲတွေကိုရင်ဆိုင်ခဲ့ရပါတယ်။သူတို့တငယ်ချင်းတတိုက်ကားမောင်းပြီးမိစ္ဆာတွေကိုတိုက်ခိုက်တဲ့အခန်းကတော့တကယ်ကိုရင်ခုန်စရာပါပဲ။မာလင်ကလည်းသူတို့ကိုလေ့ကျင့်ပေးဖို့အတွက်တစ်ပင်တွေကိုမိစ္ဆာတစ်ပင်တွေအဖြစ်ပြောင်းလဲပြီးတိုက်ခိုက်နည်းတွေသင်ပေးခဲ့ပါတယ်။စက်သိမ်းပိုင်းမှာတော့မော်ဂန်နာဟာအင်အားကြီးတဲ့စစ်တပ်ကြီးနဲ့အတူကျောင်းကိုလာရောက်တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့ LS ကတကြောင်းလုံးကကျောင်းသားတွေကိုစုစည်းပြီးကားတွေတန်းကြိုးတွေနဲ့ထောင်ချောက်ဆင်ပြီးပြန်လည်ခုခံခဲ့ပါတယ်။နေချက်တဲ့အချိန်မှာမော်ဂန်နာဟာကြောက်စရာကောင်းတဲ့ပုံစံနဲ့ပေါ်လာပေမဲ့ LS ကသူ့ရဲ့တတိနဲ့ဓာတ်ကိုအသုံးပြုပြီးသူမကိုအပြတ်သက်အနိုင်ယူနိုင်ခဲ့ပါတယ်။ဒါဟာတငယ်ချင်းတွေရဲ့စီးလုံးမှုကြောင့်ရရှိလာတဲ့အောင်ပွဲပါပဲ။ကဘာကြီးဟာလည်းအရင်လိုပဲငြိမ်းချမ်းသွားပါတော့တယ်။